ရှင်ဗျာမိကုံမိလျှောက်ခွင့်ပြုပါရှင်ဗျာတက်တက်လွတ်စားခြင်းဟာနတ်များရဲ့ချစ်ခင်မှုရနိုင်ပါသလားရှင်ဗျာအဲ့ဒါကတော့လေသူကမေတ္တာတရားနဲ့ဆိုင်တာပေါ့နော်မေတ္တာတရားနဲ့ဆိုင်တယ်အဲ့တော့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုရင်တော့လက်တွေကသဘောကျတာပေါ့နော်သူတို့လည်းမေတ္တာရတယ်လေအဲ့တော့တက်တက်လွတ်စားခြင်းမစားခြင်းနဲ့တော့အဓိကတော့မကြအောင်မေတ္တာနဲ့ဆိုင်တယ်တက်တက်လွတ်တော့စားပါရဲ့ဒေါသတွေကြီးနေမယ်ဆိုရင်တော့လက်တွေပဲချစ်မလဲနော်အဲ့တော့အသားစားခြင်းမစားခြင်းနော်အဲ့ဒါမဆိုင်ဘူးအဓိကမေတ္တာတရားပဲနော်အသားစားပြီမဲ့လည်းမေတ္တာအားကြီးတယ်မေတ္တာထားတယ်ဆိုလို့ရှိရင်လက်တွေချစ်တာပဲလေဟိုတီဟိုခက်မှာဆိုလို့ရှိရင်ဝိတာခဆိုတဲ့မထေတပါးရှိတယ်အရန်မေတ္တာအားကြီးတာနော်အဲ့တော့သူဆိုရင်အဲ့မှာတနေရာမှာ तू ကတဝါပဲဆိုတာ၄လပဲနေတာအကြာကြီးမနေဘူးအဲ့တော့၄လဆိုရင်တနေရာကို तू ရွှေ့တယ်တနေ့ကျတော့ तू ၄လပြည့်လို့ပြန်တော့မယ်ဆိုတော့မတ်တက်ပြန် तू ပြန်တော့မယ်ပေါ့နော်ဆိုတော့အဲ့မှာတက်ပင်ဆောင်တဲ့တယောက်ကအဲ့မှာငိုးနေတာအဲ့တော့ဘုန်းကြီးကဟဲ့ဒီနားမှာလူလည်းမရှိဘူးဘယ်သူများငိုနေလဲပေါ့ဆိုတော့ကြည့်တော့နတ်ဖြစ်နေတယ်ဘာလို့ငိုနေတာလဲဆိုတော့အရှင်ဘုရားကမနှက်ပြန်သူပြန်ကြတော့မှလေတဲ့အရှင်ဘုရားသွားမယ်ဆိုတော့တဲ့တပည့်တို့နတ်တွေမေတ္တာမရတော့ဘူးတဲ့ငါဒီမှာနေမနေမင်းတို့ဘယ်လိုအကျိုးရှိလဲဆိုတော့အရှင်ဘုရားကမေတ္တာအားကြီးတယ်မေတ္တာတွေပို့တယ်တဲ့အဲ့တော့အရှင်ဘုရားရဲ့မေတ္တာကြောင့်တပည့်တို့ဒီတောတိုင်းမှာရှိတဲ့နတ်တွေကအရန်စီးလုံးကြတယ်အရန်ညီညွတ်ကြတယ်တဲ့ရံမဖြစ်ကြဘူးတဲ့အဲ့တော့အရှင်ဘုရားကပြန်သွားမယ်ဆိုရင်မေတ္တာမရတော့ဘူးတဲ့အဲ့ဒါပြန်ပြီးတော့မူရင်းတိုင်းရံဖြစ်ကြတော့မှဒီနတ်တွေကတဲ့နော်တောတောင်းနဲ့တောင်တောင်းနဲ့တွေတစ်ပင်ဆောင်နဲ့တွေကရံဖြစ်ကြမှာတဲ့အရှင်ဘုရားရဲ့တဲ့ဟိုတပည့်တို့ကိုနော်ချမ်းသာဟိုညီညွတ်အောင်အတွက်အရှင်ဘုရားမှာသတင်းသုံးပေးပါအောင်ဆိုတော့ဘုန်းကြီးအဲ့မှာနောက်ထပ်၄လထပ်နေရတယ်၄လပြည့်တော့လည်းနက်ကထပ်ငိုပြန်ရောအဲ့နဲ့ဘုန်းကြီးပြန်မယ်ပြင်နက်ကငိုရင်းနဲ့အဲ့လိုနဲ့ဘုန်းကြီးအဲ့မှာပြိဋိဘံဆိုင်ရတယ်မသွားတော့ဘုန်းကြီးကနတ်တွေရဲ့နော်ချစ်ခင်မှုစောင့်ရှောက်မှုပြောပြတာဆိုတော့မေတ္တာရရှိတာပြောတာအဲ့ဒီဘုန်းကြီးတတ်တယ်လို့မစားပါဘူးနော်ဆိုလိုတာကိုပြောတာတတ်တယ်လို့စားခြင်းမစားခြင်းကအဓိကမဟုတ်မေတ္တာတရားကြောင့်နတ်တရားချက်တာပါလို့နော်